ရုတ်နိုင်ငံမှာရွာတွေမှာရွာသားတွေဟာကားတစ်စီးစာလောက်ရှိတဲ့ငါးတွေဦးမြေမြုပ်နေလာဘာကြောင့်ပါလဲအမှန်တော့ဒါတွေဟာရိုးရိုးငါးတွေမဟုတ်တာကူအာဖရိကကနေမျိုးဆက်သစ်အဖြစ်ယူဆောင်လာခဲ့တဲ့တီလာပီယာငါးတွေဖြစ်ပါတယ်မြန်မာမှာတော့ဆလာပီယာလို့ခေါ်ကြပါတယ်ဒီငါးတွေကိုတရုတ်နိုင်ငံတောင်ပိုင်းကိုစတင်ယူဆောင်လာချိန်မှာလူတွေကမျှော်လင့်ချက်ကြီးကြီးထားခဲ့ကြပြီးကြီးဝါချမ်းသာခြင်းနဲ့အသက်ရှည်ခြင်းလို့အဓိပ္ပာယ်ရတဲ့ကံကောင်းစီမဲ့နာမည်တောင်ပေးခဲ့ကြပါသေးတယ်။ဒါပေမဲ့ဒီငါးတွေရဲ့လိုက်လောညီထွေရှင်းတန်းနိုင်စွမ်းကအလွန်အမင်းပြင်းထန်လွန်းလို့နောက်ဆုံးမှာတော့တရုတ်ရွာသားများအတွက်ထိန်းချုပ်ရအခက်ခဲဆုံးကျူးကျော်မျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဆလာဗီယာငါးတွေဟာရေကြီးရေနောက်တွေမကပဲညစ်ပတ်နေတဲ့ရေဆိုးမြောင်းတွေမှာတော့ရှင်သန်နိုင်ကြပါတယ်။အစာအနှဲငယ်ရှိုံနဲ့သူတို့ဟာလင်းမြန်စွာကြီးထွားလာကြပြီး9လ6လအတွင်းမှာတင်မျိုးပွားနိုင်တာပဲဖြစ်ပါတယ်။ဒီငါးတွေဟာတားထင်းကောင်းပြီးအန်ဒီယယ်နဲ့ကြုံလာတဲ့အခါသူတို့ရဲ့သားပေါက်လေးတွေကိုပါဇက်ထဲမှာငုံပြီးဘေးကင်းသွားတဲ့အထိဝှက်ထားပြီးတတ်ကြပါတယ်။ပူနွေးတဲ့ရာဘီဥရုတွေမှာဆိုရင်ဆလာဗီယာငါးတွေဟာတစ်နှစ်ကို3ကျင်ကနေ4ကျင်အထိဥနိုင်ကြပါတယ်။သူတို့ရဲ့အရေးအချက်ဟာအစမတန်တိုးပွားလာမှုကြောင့်ဂေဟစနစ်နေရာလက်တွေကိုသိမ့်ပိုက်ကအခြားငါးမျိုးစိတ်တွေကွယ်ပြောက်လူနီးပါးအထိဖြစ်လာပြီးဈေးကွက်ကလည်းပြတ်ခဲ့ရပါတယ်။ဒါကြောင့်တရုတ်နိုင်ငံမှာအချို့ဒေသရှိရွာသားတွေဟာဒီငါးတွေထပ်မပြန့်ပွားအောင်နဲ့ပျက်စီးရွယ်တဲ့ဒေသခံဂေဟစနစ်ကိုကာကွယ်ဖို့အတွက်မြေမြုပ်ပစ်တဲ့ဓာတ်ရိုက်နည်းနည်းကိုအသုံးပြုလာကြတာဖြစ်ပါတယ်။ကြည့်ရတာဖြုံးတိရရောက်တယ်လို့ထင်ကြပေမဲ့တရုတ်နိုင်ငံမှာရွာသားတွေအတွက်ဒါဟာဂေဟစနစ်ကိုကာကွယ်နေတာပဲဖြစ်ပါတယ်။ကဲမိတ်ဆွေတို့ကဒီငါးတွေကိုဘယ်လိုထင်မိပါသလဲ။ဒီလိုဆလာဗီယာငါးအများကြီးကိုမြင်ဖူးကြပါသလား။